တို့မတွေပေါင်တဲတဲလေးတွေဒီတရားက6လောက်တက်တာဒူးလုံးလုံးမကောင်းဒီနေ့ဒူးနဲ့နားနဲ့ဒူးတိတန့်ကြီးတဲ့နေ့ပါဒါပေမဲ့ကျမတို့3ရက်စတိုက်ပြမှာပါဒါကျမအမနောက်တစ်ယောက်ပါသူကတနေ့6လောက်မတက်နိုင်ပါဘူးဒီလားလားလေးအတက်အစင်းမလို့ဒူးကောင်းလေးတွေတက်တက်ကွယ်ကွယ်လေးတွေပါကျမခန္ဓာကိုယ်လောက်ရှိတယ်ဟာသူတို့မတတ်နိုင်ဘူးလေသူတို့တွေအမမတတ်နိုင်ပဲကားတွေဟာလားလို့မနှဲခေါ်ရတယ်ရန်ကုန်ပြည်ဒီကုန်းနေပြီးတော့မနှဲခေါ်ရတယ်မနှဲရလာပြရတာအမတွေကိုဟာလားပါလို့ကျွန်တော်ဆရာကျွန်တော်မပြောက်တဲ့ယောဂကုပေးတာပျောက်သွားတယ်နော်ဒီကောလုံးနာဖြစ်တာမပြောက်တဲ့ယောဂအပြင်မှာကုရင်စိတ်ကုလို့မရဘူးတဲ့မပြောက်ဘူးတဲ့အဲ့လိုယောဂကိုဆရာကုပေးတာအကုန်ပျောက်သွားပြီကျမကဒါသူတို့လိုက်ပို့ရင်းနဲ့ဆရာစီမပြန်ပြီးတော့ဝင်ပြီးတော့တမန်တက်ကူတာကျွန်တော်အမတွေကိုအဓိကပို့တာပါအမအဲ့လိုလုပ်ပေးရတာလူနာတွေကိုအောက်မှာထိုင်ပြီးတော့ကုပေးနေရတာပြီးပြီဟိုပြီးရင်ဟိုသွားမယ်နော်ဟိုပြီးရင်သွားဟိုမှာသွားခொနဲ့သွားလို့လည်းနှစ်ပူးတွေပါလေဆရာကြီးတော့အဲ့မှာထည့်လိုက်ရတယ်မထည့်လိုက်ကြိုက်တယ်လို့လုပ်ရတယ်မလူလဲရတယ်လှူလဲရတယ်အဲ့တို့သေးဘူးတွေရောဟောအေးအကုန်သေးသွားတယ်တယောက်ကအမနားမကြ